မင်္ဂလာပါဒီကနေ့အတွက်နောက်ဆုံးရသတင်းလေးကိုတင်ပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ပထမဆုံးအနေနဲ့သတင်းလေးကိုမတင်ပြခင်မှာရေးဘလူအဖွဲ့ဘာတွေလှုပ်ရှားနေလဲဆိုတော့တပ်ပုံလေးအရင်ဆုံးကြည့်လိုက်ကြအောင်နော်ဒါကတော့ရေးဘလူအဖွဲ့ပါရေးဘလူအဖွဲ့ကသူတို့ဘာလုပ်နေလဲဆိုရင်တင်နန်းစင်းနေတယ်ပေါ့နော်17ရက်2လ2025တင်နန်းစင်းနဲ့အဲ့ဒီမှာတော့ယူနီဖောင်းလေးတွေဝတ်ထားတယ်နောက်တစ်ပုံတစ်ခီအောင်ဒီမှာလည်းအဲ့လိုပဲဒီတဲ့မဲ့ဘာတွေထူရှားလဲဆိုတော့ဒီနေရာမှာတွေ့လားမိန်းမတယောက်ပါတယ်မျိုးသမီးတယောက်ပေါ့နော်မျိုးသမီးတယောက်ပါတယ်ပြီးလို့ရှိရင်နောက်မှာကလေးပုံစံအသက်မပြည့်သေးတဲ့သူတွေလည်းပါနေတာသူတို့ပြောတဲ့တင်နန်းစင်ပွဲပေါ့နော်နောက်တစ်ပုံထပ်ပြီးကြည့်လိုက်ကြဒီမဲ့လို့ရှိရင်သူတို့တင်နန်းပွဲထဲမှာမိန်းကလေးတွေလည်းပါတယ်လို့တကယ်အသက်မပြည့်သေးတဲ့ကလေးငယ်ငယ်လေးတွေလည်းပါတွေ့ရနော်အဲ့ဒီတော့တကယ်ဒီတင်နန်းတိုင်ပွဲတင်နန်းထီတာပြီးသွားပြီနော်စစ်ပွဲတစ်ခုတည်းရောက်ပြီတကယ်တိုက်ပွဲစုံထဲကိုရောက်လာခဲ့ပြီဆိုလို့ရှိရင်ဒီဖြစ်မဲ့တဲ့ကလေးတွေကိုသူတို့ကခေါင်းစဉ်တက်အောင်မယ်တခြားကြည့်တော့ဒါသူတို့ပြီးရဲ့တင်နန်းထဲမှာကွာဟိုအသက်မပြည့်တဲ့ကလေးတွေပါနေတာဒီကြားထဲမှာမိန်းကလေးတွေကပါနေသေးတယ်ဆိုတော့အဲ့ဒီမိန်းကလေးတွေကတကယ်ပဲဒီတော်လန်ရေးကိုစိတ်ဝင်စားလို့တော်လန်ရေးလုပ်ကြတာလားဒီကလေးတွေရောအတူတူပဲတော်လန်ရေးကိုစိတ်ဝင်စားလို့တော်လန်ရေးလုပ်ကြတာဒါမှမဟုတ်ရှင်ဖိအားပေးမှုကြောင့်လောက်ရလာလားဆိုတာမသိပေမဲ့တကယ်နှစ်ဖက်တိုက်ပွဲတွေဖြစ်လာခဲ့ပြီဆိုရင်တင်စားတဲ့ဒီကလေးတွေသူတို့အသက်ကိုဘလို့ထင်းရှုံးနိုင်လဲဘလို့ကောက်ွယ်မလဲဆိုတာတွေ့ရနော်အဲ့လိုမဟုတ်ဘဲနဲ့တကယ်ဒီတိုက်ပွဲတစ်ခုမှာကလေးတွေလာကြာဆုံးတော့ပြီးမင်းတွေကတည်သွားခဲ့ပြီဆိုရင်အော်ကြောင်မဲ့အပြစ်မဲ့ပြီးသူကလေးတွေအမျိုးသမီးတွေပေါ်ဘာညာဆိုပြီးတော့ထပ်ပြီးလှုပ်ကြအောင်မယ်အဲ့တော့တိစားကြည့်လို့ရှိရင်သူတို့တွေပေါ်ဆောင်နေတဲ့တိုက်ပွဲဆိုတာရှေ့မှာဒါယူနီဖောင်းတွေပါနဲ့အပြည့်စုံတကယ်ဘယ်လိုပြောမလဲဖက်ခေါက်လို့ကောင်းလှုပ်ထားပေမဲ့နောက်ပိုင်းမှာမြင်နေရတဲ့ပုံဒီတိုင်းပဲနော်ကလေးတွေရောမင်းတွေရောတိရောရတဲ့ဖြစ်နေကြတယ်အဲ့တော့ဂေဘလူခေါ်ဆောင်ထားတဲ့ဒီတိုက်ပွဲဟာတကယ်စားရင်ကလေးတွေကိုလူတွေကိုမင်းကလေးတွေကိုအားလုံးခေါ်ပြီးတော့လူသားတိုင်းလှုပ်ထားတာနဲ့ပုံစံနဲ့တူနေကြတယ်ကျွန်တော်အဲ့လိုပဲမြင်နော်နောက်တဲ့ဗီဒီယိုလေးတစ်ခုကိုမကြည့်ခင်မှာကျွန်တော်တက်ပုံနဲ့ပေါ်ထပ်ပြီးတော့ပြပါမယ်ဒီတက်ပုံကဘာလဲဆိုလို့ရှိရင်လူကြီးမင်းတို့ပဲတက်ပုံကိုကြည့်ပြီးတော့အမှားဒါမှမဟုတ်ခုတ်မှုဆိုတာကိုဝေဖန်ပိုင်းစားပြပါအောင်နော်ကျွန်တော်ပုံလေးခုပြမယ်ဒီတက်ပုံလေးမှာတို့ပါရေးထားလဲဆိုရင်ငါတို့ PDF တွေဖြစ်လို့ပြည်သူတွေဒုက္ခရောက်နေတာမဟုတ်ဘူးပြည်သူတွေဒုက္ခရောက်နေလို့ငါတို့တွေ PDF ဖြစ်လာတာသူတို့တွေကတော့အဲ့လိုမျိုးရေးထားတယ်ဆိုတော့ကျွန်တော်ပြောချင်တာကဒီအမျိုး PDF တွေရှိလို့ဒုက္ခရောက်နေတာလားဒါမှမဟုတ်ရှင်ပြောပြည်သူတွေဒုက္ခရောက်နေလို့ PDF တွေဖြစ်လာတာလားဒါကတော့ကျွန်တော်မေးခွန်းမလို့အမှန်တကယ်တော့ကျွန်တော်သိသလောက်ရကျွန်တော်တို့ပတ်ဝန်းကျင်မှာPDF တွေကြောင့်ဒုက္ခရောက်တဲ့ပြည်သူတွေပဲရှိတယ်ပြည်သူတွေဒုက္ခရောက်လို့ PDF တွေဖြစ်လာတယ်ဆိုတာကျွန်တော်သိရတော့လုံးဝမတည်ဘူးเนาะဒါကြောင့်ကိုယ့်ကိုကိစ္စပြန်မေးကြည့်ပါရင်းချမ်းတဲ့နေရာအင်းရှမ်းတဲ့နေရာမှာ PDF တွေတကယ်တောင်းညံနေကြပြီလား PDF တွေတောင်းညံရင် PDF တွေရှိတဲ့နေရာမှာပြည်သူတွေတကယ်အင်းရှမ်းပြီလားဆိုတာကိုချင်းမတို့အနေနဲ့မှတ်ခဲ့ကြပါအောင်เนาะကျွန်တော်အမြင်ပြောရမယ်ဆိုရင်တော့ PDF ကင်းစင်တဲ့နေရာလေးအများနဲ့အင်းရှမ်းတဲ့နေရာတစ်ခုလို့ကျွန်တော်မြင်ရပါတယ်เนาะဆိုတော့ကျွန်တော်နောက်တစ်ခုကိုထပ်ပြီးတော့ကျွန်တော်ဒီပါမယ်ဒါကတော့ဗီဒီယိုပိုင်းစာလေးပေါ့နော် PDF တွေကဘယ်လောက်ထိများသူတို့ပုံမှာအာကိုထောက်ပဲတဲ့သူတွေနဲ့တဲ့အတိမဲ့ဗီဒီယိုဘာတွေလုပ်တဲ့ဆိုတာကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်နဲ့ချပြပေးမှာနော်အဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့20မိနစ်အနေနဲ့ခွဲရှာပေးပါအောင်ဒါမှားလားဒါမှန်လားဆိုတော့နော်ရွာပြန်ပြီးတော့အုတ်ချွေးမှုကိုပြန်သက်မဲ့ဘေးကောင်လိုက်မှလဲလိုက်ချင်းကောမအောင်မကြီးလိုက်လာခေါ်လိုက်မဲ့အုတ်ချွေးမှုကိုပြန်ရှင်းမယ်လိုက်ဘောပါအဲ့ဒီတော့ဒီလူတယောက်ကပြောထားလဲဆိုရွာပြန်ပြီးတော့အုတ်ချွေးမှုတယောက်ကိုပြန်ပြီးတော့မဲဆိုတဲ့ဘောပါနော်ဆိုတော့သူတို့ရဲ့လောက်တာကအဲ့လိုမျိုးလက်နက်မရှိတဲ့ပြည်သူတွေအုပ်ချုပ်ရေးမှုတွေပြီးလို့ရှိရင်သူတို့အမြင်မတူတဲ့သူတို့ဒလန်ဆိုပြီးခေါင်းစဉ်နဲ့ဖို့အလွယ်သူတို့တွေဘာမှမသိဘူးလို့ကျွန်တော်မြင်တယ်အဲ့တော့ခင်ဗျားတို့တွေအမြဲတမ်းအားပေးထောက်ခံနေတဲ့အမေတာပြည်သူအရှစ်တော်ဆိုပြီးခင်ဗျားတို့ခေါင်းစဉ်တက်ထားတဲ့သူတွေတကယ်တမ်းကျတော့ဟုတ်သလားဆိုတော့ပြန်တွေးဖို့ရှင်တန်ပြီလို့ထင်တယ်တချင်ကမျက်စိမိတ်ပြီးတော့လက်သုံးချောင်းတွေထောင်ခဲ့ကြတဲ့သူတွေစကူဘလူနေကြလဲရွာပြန်ပြီးတော့အုပ်ချုပ်ရေးမှုကိုပြန်တက်မယ်ပြန်တာပြောတာမဟုတ်ဘူးသူတို့ရဲ့စရိုက်တွေကဘာတွေဖြစ်နေပြီလဲဆိုတာကိုလူကြီးမင်းတို့ရှာပြတာ
သူတို့တွေကပြစ်မဲ့ပြည်သူတွေလောက်တာရဲတာဟုတ်တယ်နော်ဒါလည်းဆိုပြီးကောင်းနေနေတာသူတို့တွေဖြစ်နေကြတာအနည်းတူတဲ့သူတွေတကယ်တည်းကျတော့ပြည်သူအတွက်ကောင်းကျိုးပါတစ်ခုမှမပေးခဲ့ဘူးလို့ကျွန်တော်တို့ကတော့မြင်တယ်ကောင်းကျိုးပေးပါတယ်ဆိုတဲ့နေရာတွေ့ရင်ကျွန်တော်ချက်ပြပါနော်ညခုပြီးတော့ PDF ထဲမှာပါရင်ဖြစ်နေလဲဆိုတော့ကျွန်တော်ပြည်လေးတစ်ပုဒ်ကိုချက်ပြပါမယ်တနာစရာတော့ကောင်းပါတယ်အဲတနာစရာကောင်းတဲ့ပြည်ကိုတော့နော်တို့တိစားလေးကြည့်ပြီးတော့စင်ကုန်ဖြစ်ရပါနော်အဲမဲလူကြီးမင်းတို့ကိုတိစီချင်းတို့ချက်တော့ဖြစ်ပါတယ်အဲဒီတော့ပြည်လေးကိုကြည့်လိုက်ကြအောင်အားလုံးပဲမြင်တွေ့ရပြီးတော့စိတ်ကုန်းဆက်မယ်နော်စက်ခမ်းမှာရဲဘော်လေးတောင်ဘာမှစားစရာမရှိဘူးကလေးတွေလည်းထမင်းဖြူပဲစားနေရတယ်နေရတာတော့စားနေရတာမြင်ကြရတော့လားဆိုတော့သူပြောချင်တာကသူတို့ရဲ့စခမ်းမှာပေါ့နော်ထောက်ဖို့တွေမရှိတော့တာဒါမှမဟုတ်လူတွေကပဲတိပြီးတော့အမားအမှန်ခွဲရှားသွားတာလားကလေးတွေရောအစတို့စားစရာမရှိတော့ဦးထမင်းဖြူပဲစားနေရတယ်ဆိုတော့ဒီကလေးတွေကဘာဖြစ်လို့အဲ့လိုမျိုးတော်တယ်ခေါ်သွားကြလဲမင်းရှင်းတယ်တော်တော်လေးရဒီကလေးနဲ့ပါဆိုင်လို့လေဒီကလေးတွေဒီတိစာကြည့်ရင်အနည်းဆုံး2 နှစ်3 နှစ်ဝန်းကျင်တော်လိုင်းကာလာမှာကလေးလေးတွေဖြစ်လာတယ်ဆိုတော့တိစာရတာဒီတော်လိုင်းကာလာမှာမနို့တွေအိမ်အောင်ပြုတ်ကြပြီးတော့အဲ့ဒီမှာကလေးတွေဖြစ်လာတယ်လို့ပဲပြောရမှာဒီကလေးတွေဒီတော်လိုင်းကာလာအတွင်းမှာမွေးဖွားလာတဲ့ကလေးတွေဖြစ်တယ်မနို့တွေဒီကလေးတွေဘာဖြစ်လို့တော်ထဲမှာတဲဆောင်လာတာလဲဘယ်လိုတွေမလို့ပါလဲကွာကိုစစ်တက်ရှင်တိုက်ကွာကိုတော်ထဲမှာနေရှင်နေလေအပြစ်မဲ့တဲ့ကလေးတွေကိုဘာဖြစ်လို့အဲ့လိုမျိုးလောကတွေကိုခေါ်လာတယ်ခေါ်လာတဲ့နေရာမှာကျတော့တော်ထဲမှာဖြစ်နေတယ်အဲ့ဒီခေတ်မှာတော်ထဲမှာကလေးတွေရှင်းတန်ခိုင်းပြီးဒီကလေးတွေကြီးလာရင်သူရဲ့အနာဂတ်တွေမလို့ဘလို့လုံးမလဲဘလို့ပုံဖော်မလဲဆိုတာတွေ့တယ်မလို့မတွေ့ကြဘူးလားဒါတော့ချီဘီစင်ကောင်းရောလေတိစာပြဆဲစားတော့ဒါကလေးဖြစ်နေတာဒီကလေးရဲ့အသက်ကိုပြန်စင်းနာကြည့်ရောလေနှစ်ဝန်းကျင်လင်းဆိုတော့ဒါဒီတော်လိုင်းကလာအတွင်းမှာဖြစ်တဲ့ကလေးတွေအဲ့ဒါမင်းတို့တွေကတော်ထဲမှာဒါပြီးတော့တော်လန်နေကြတာဒါမှမဟုတ်အိမ်တော်ရဲ့သားကြပြီးတော့ကလေးတွေမိဖွားလိုက်ဖြစ်နေကြတာလားဒါဝဲငါတို့မြင်အောင်ဖြစ်ပါတယ်ဒီနေ့အတွက်နောက်ဆုံးသတင်းတစ်ပုဒ်ကိုတင်ပြချင်ပါတယ်ဒါကတော့တောင်းခမ်းမှာဒီသစ်စနဲ့တက်မတော်ကပူပေါင်းပြီးတော့ PNN ပရက်တစ်ကိုဘလို့တိုက်ခိုက်ခဲ့လဲဆိုတာကိုပြည်ရင်းတစ်ပုဒ်ရှာပြပေးမှာဖြစ်ပါတယ်ဗီဒီယိုလေးကိုတော့ဒီဖြစ်သူကြည့်လိုက်ကြအောင်နော်တက်ဘလောက်ရှိပတ်စံဘလောက်လဲပတ်စံချအော်အေးဟုတ်ပြီဒီပါတကယ်ကလေးလေးကြတယ်နော်ဟမ်စစ်တော်ရှိဟမ်စစ်တော်ရှိโอเคတယ်နော်ပြောရမလားအေးဒီပဲโอเคမတို့လမ်းဆက်တက်ကြရပါဟမ်ဒါမျိုးကတော့ပလောင်နေရာယူပြီးတော့ရွာထဲမှာခန်းစစ်တင်လာတဲ့ဘန်ကားတွေဖြစ်ပါတယ်ဒါကျွန်တော်တို့ခမ905ရဲ့ပြည်သူ့စစ်မှုထမ်းတစ်ပတ်လေးဖြစ်ပါတယ်ဘယ်စင်ပြေလားပြီးပါတယ်ခင်ဗျစစ်တပ်ဘလောက်ရှိလဲတဲ့စစ်တပ်6လရှိပါ6လအော်အေးရဲသွားပြီရဲပါပြီ fighting ဟုတ်ပြီစစ်တပ်ဘလောက်ရှိပြီလဲ9လခွဲဘယ်ပတ်စံလဲပဲမကြောက်ပါနဲ့မင်းရလေပြောလားပြောလိုက်ခြေပေါင်းဆိုင်တယ်ဖက်မင်းရောပတ်စားတယ်အော်အေးဘယ်ပတ်စံလဲခုံမဲပြောလားလုံးဝစစ်တိုက်ရဲသွားပြီโอเคဗျာဘာကြီးသွားနှုတ်နေလဲမသိဟေ့ဘာကြီးနှုတ်နေတာတော့တပည့်မင်းလားရှောက်မဝင်နဲ့မိုင်းရှိတယ်ဟုတ်တယ်ဒါကတော့ TNN ပဒတ်တီပေါ့နော်ဖီတူလူထုတွေကြားထဲမှာခန်းစစ်ပြင်ပြီးတော့ပုံဖော်ထားတဲ့အနေထားကိုကျွန်တော်တို့မြန်မာတက်မတော်နဲ့ပြည်သူစစ်ပူပေါင်းဖွဲ့တွေကတိုက်ခိုက်ရှင်းမုန်းခဲ့တဲ့ဗီဒီယိုမှတ်တမ်းဖြစ်ပါတယ်ဒီနေ့အတွက်သတင်းတွေကတော့တော့ပါပဲကြည့်ရှုအပ်ပေးခဲ့ကြတဲ့မိတ်ဆွေတွေအားလုံးကျမ်းမာချမ်းသာကြပါလိမ့်မယ်